ပြင်ဦးလွင်အတက်လမ်းလေးပါမေမျိုးတော့မဟုတ်ပြင်ဦးလွင်ပေါ့မန္တလေးကတက်လာပြီဆိုရင် view point ကိုရောက်ပါပြီ view point မှာပန်းပွဲတော်ရဲ့ဆိုတော့ view point မှာစီကားတိုက်တိုက်လေးရှိပါတယ်2025ပန်းပွဲတော်မေမြို့အဝင်ကကော်ဖီချန်ကိုရောက်ပါပြီကော်ဖီချန်မှာကော်ဖီချန်တွေကတွေ့ရတဲ့နာရီစဉ်ပုံစံလေးပါရှင်ရနာစီယာညာတော့အိမ်သာဝင်ချင်းကော်ဖီဆိုင်လေးတွေရှိပါတယ်ဓာတ်ပုံရိုက်စရာနေရာများစွာရှိပါတယ်ရန်ကိုကျေပြောပြီးအပန်းဖြေနားနေဖို့အဆင်ပြေတဲ့နေရာတစ်ခုပါလူကြီးတွေအတွက်ဒါတီးတန့်တာကမဟုတ်ပဲကလေးတွေအတွက်လည်းကလေးကစားကွင်းလေးတွေလုပ်ပေးထားပါတယ်ကော်ဖီတင်းတဲ့ကော်ဖီပင်လေးတွေပါ
ကော်ပီချန်လေးကိုရှုမျှော်ခံစားရင်းနဲ့ပြန်လည်ဆုံစည်းကြပါစို့ပိုင်ပိုင်